Okay ဒီနေ့တည်င်းကောင်း match trick ဂိုင်းတဲ့လူတွေတွေ့ပေါ့နော်ဒီ match trick ကုမ္ပဏီကကျွန်တော်တို့အတွက်ကျမ်းမာရေးအာမခံလုပ်ပေးနေပြီပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့တကယ်အသေးတန်ဖြစ်တဲ့ချိန်ကျွန်တော်တို့ဒီဘာလဲအစိုးရဆေးရုံမှာခုပြီးခဲ့ရင်တော့သူတို့12000တိကူညီနိုင်တယ်ဘယ်လိုပြောလဲနော်ပြီးရင် private ပေါ့နော် private ဒီကျွန်တော်တို့အပင်ဆေးရုံတွေမှာကူရင်တော့ကျွန်တော်တို့ဒီအာမခံ6000ထိရနိုင်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ဒီနေ့လှုပ်ဖြစ်ခဲ့တယ်တလားကိုကျွန်တော်ထည့်ရမှာ25ကျပ်ပေါ့နော်တလားကို25ကျပ်ထည့်ရမယ်ပုံမှန်ပေါ့နော်အဲ့ဒီအာမခံရပြီဆိုရင်အခုဒီနေ့ထည့်လိုက်တာနဲ့မနေ့ပြန်ချစ်ချင်းသူတို့ကိုညီနိုင်တဲ့အပိုင်းကြတော့ဒီကား accident ဖြစ်တဲ့ဟာတွေတကယ် emergency ပေါ့နော်အဲ့ဒီအရာတွေကြတော့ချစ်ချင်းသူတို့ဒီကျွန်တော်တို့ကျန်းမာရေး insurance ကချစ်ချင်းရတယ်ပေါ့နော်ဒါပေမဲ့တခြားဒီအဲ့လောက်ထိမဟုတ်တဲ့ဟာတွေကြတော့သူတို့ဘေကနေစပြီးမှပေးလေဆိုရင်တော့ရက်ပေါင်း120ပြီးရင်မှရတယ်လို့ပြောနော်အဲ့ဒီကျမ်းမာရေး insurance ပေါ့အဲ့ဒါဟုတ်တယ်နောက်တစ်ချက်တီးရမှာကြတော့ကျွန်တော်တို့ဒီဘာလဲဒီ insurance ကိုနော်လို့ကျွန်တော်တို့ဘယ်လိုယူရမလဲဆိုရင်တော့ကျွန်တော်စိတ်ကူးတယ်ဇူရဆေးရုံမှာဖြစ်ဖြစ်ဒီအပင်ဆေးရုံမှာဖြစ်ဖြစ်စိတ်ကူးတယ်ကူးတဲ့ချိန်ကျတော့ဒီကျွန်တော်တို့ရှိတဲ့ပတ်စံနဲ့ဖြည့်ရှင်းပြီးမှာပေါ့နော်ရလာတဲ့ဒီ receipt ကိုနော် receipt ကိုသူတို့ရုံးတဲ့ဒီရုံးစင်တာတွေမှာတွားပြမယ်ကျွန်တော်တို့insurance ကိုပြမယ်ဆိုရင်အဲ့ဒီပတ်စံအကုန်လုံးကျွန်တော်တို့ match trick ကိုသူတို့ကပြန်ထည့်ပေးမယ်ပြန်ပေးမယ်လို့ပြောတာနော်ကုန်သွားတဲ့ဆေးဘိုးကဆေးကူစရိတ်ပေါ့နော်အဲ့လိုပြောတယ်အဲအကြောင်းဒီကတကယ်ချင်းလေဘာပဲဖြစ်ဖြစ်တလောက်ကို25ကျပ်လုံနိုင်တယ်ဆိုရင်တော့လုံထားတာကောင်းပါတယ်ပေါ့သူတို့ကဒီတုံးလုံးတုတ်ခွေးအစရှိတဲ့ဟာတွေအကုန်လုံးကိုသူတို့ကကျမရဲ့ insurance ရတယ်ပေါ့အဆင်ပြေပါတယ်25ကျပ်နဲ့ကျွန်တော်တို့ကျမရဲ့ insurance က12000ထိရတယ်ပေါ့နော်အားလုံးအဆင်ပြေပါစေ